လာတော့နေရာက3နေရာသွားခိုင်းတာသွားခိုင်းတော့မဲတို့အဲ့ဒီမှာသွားပြီးတော့ဇယန်းစားယူလိုက်ပေါ့နော်အတိကျလူအင်အားတို့ဟာတော့လည်းနေခဲတို့အသိစရာမင်းတို့ဆိုတော့ကျွန်တော်တို့သွားတာပေါ့တော့နေရာကိုလည်းမပြောဘူးကျွန်တော်ကမဲလည်းဘေကိုသွားရမှာလည်းမပြောမှုဆိုတော့အဲ့ဒီမှာမာတပီမှာမာမိတ်တကူတည်းများကြီးပဲလို့ပြောတယ်ပြောတော့ကျွန်တော်မာတပီတော့သွားရတာပေါ့သွားတယ်ရောက်တော့အဲ့ဒီမှာဟိုယုံတယုံရှိတယ်ကိုယုံမေးကြီးတော့အတိကျတော့မပြောဘူးဟိုအတိကျလေးမသိဘူးလို့ပြောတယ်သူတို့ကစဲပေါလို့များတော့စေပွေးဖြစ်နေဆိုတော့ဟိုဟာတော့လိုက်ဒီဟာတော့လိုက်ဆိုတော့အတိကျမသိဘူးဟိုသူတို့ပြောတော့ဟိုမနေ့ကတော့ဖလိုင်းမှာရှိတယ်လို့ပြောတယ်သူတို့ပြောတော့ကျွန်တော်တော့တာပေါ့တော့တရက်လေးစလားပြီးတော့ကုလားမသိဘူးဒီမှာရောက်တယ်ရောက်တော့အဲ့ဒီမှာတက်ခမှုတရားရှိတယ်တရားရပြီးတော့သူကဖလိုင်းကိုဒီလင်းကသွားရတယ်ဆိုတော့ကျွန်တော်တို့တော့အဲ့ဒီမှာလင်းကအများကြီးပဲဘေးလင်းကိုသွားမယ်မသိဘူးဆိုတော့ကျွန်တော်အဲ့စကန်ကိုတစ်ခါပြခဲ့သေးတယ်ဟာနောက်တော့မှမာမဲနေပြီးတော့မှအဲ့ဒီဖလိုင်းဖောက်ကိုသွားတာတော့သူတို့ပြောတော့ဖလိုင်းဘောလုံးကွင်းဘေးမှာနေတယ်လို့ပြောတယ်ပြောတော့ကျွန်တော်မှလဲနေလည်းမပါဘူးလေဒီမှာလူတွေများကြီးပဲဆိုတော့ပြောင်းမကလည်းမဲလို့လဲနေယူသွားလို့မပြောဘူးမဲတို့ဖုန်းတလုံးနဲ့စာအုပ်ဘောပဲယူသွားအဲ့လိုပဲပြောတယ်မဲတို့ဒီမှာညာအိတ်ချင်အေးရမယ်ဆိုတော့လဲနေခဲမယူခဲ့ဘူးအဲ့ဆိုတော့ဖလိုင်းကိုရောက်တော့ကျော်စင်းမှာလည်းပြတ်မစဲကိုလူတွေပေါ့အကုန်လုံးဟာရှိတာရန်သူရှိတာမသိဘူးဆိုတော့ဖလန်ကိုရောက်တော့တယောက်မှမရှိဘူးဒီဘုံလုံးကွဲနားမှာတယောက်မှမရှိဘူးဆိုတော့အင်တီကတယောက်တည်းထွက်လာတယ်ဟို CTL လားဘာလဲမသိဘူးဆာရဲဒီမှာတရားမိုးလန်ကတော့မရှိဘူးလားဆိုတော့ဟိုရှိမှလို့ပြောတယ်သူကရှိမှဆိုတော့ကျွန်တော်တော့ဖလန်ကရောဆုံးတော့ပြီဒါပေမဲ့တရားမိုးရှာမတွေ့ဘူးရှာမတွေ့တော့ကျွန်တော်ကဟိုပြင်လင်းမှာပေါ့ဒါပေမဲ့ဟိုတခါတော့တဲ့ဟာကိုမတွေ့ခဲ့ရမကောင်းဘူးလေအဆူခံရမှာဆိုတော့ဟိုနေတော့နဲ့အဲ့ဒီဖလန်ကျော်တော့ငလိုက်အဲ့မှာဟိုစာရဲတော့ရေးတာမြင်ခဲ့တယ်ဟို CDS တော့ဆိုပြီးတော့ဟိုကဲတယ်လဲမှာပေါ့ရေးတယ်ဒါပေမဲ့ဂွေးမစခဲ့ဘူးနေတော့အဲ့မှာဟိုအပယ်လေးတပင်ကခကုံးလေးလေးနေတာအဲ့ဒီအိမ်ပြင်မှာဟိုCNလေးစာတော့ဖွေးပေါ့အဲ့ဒီအိမ်ပြင်မှာအရာ30လောက်ရှိတယ်ကျွန်တော်တို့မမြင်ဘူးမမြင်တော့ကျွန်တော်ကသူတို့ကိုမြင်တယ်မြင်တော့ကျွန်တော်ကဟိုCDS ကိုလူတွေထင်းပြီးတော့ဆိုင်ကလေးတင်ပြီးတော့သွားမိတာဟိုကျွန်တော်တရားမှုဘေးထဲမှာပေါ့ဆိုတော့သူတို့ကမင်းတို့ဘေးဖွေးခိုင်းလေဆိုတော့ဟိုစာတန်းကြည့်လိုက်တော့ညံတာပေါ့ဆင်းနေဆိုပြီးတော့ငါတော့သွားပြီးတော့ဆိုပြီးတော့လိန်လို့လည်းမရတော့ဘူးလေလိန်ပြောရင်လည်းပို့ပြီးတော့ထုခံရမှာမင်းတို့ဘာလို့မျိုးလဲဆိုတော့ရခိုင်တွေကလည်းဟိုအေးဆိုတော့သူတို့ကဒီလိုဖမ်းတော့ရေရှာတော့ဇင်းရလာယူတာပဲကြာတော့ဘာမှမရှိဘူးကျွန်တော်ရဲ့ဒီတာထဲမှာပေါ့အေးလေးဘယ်လိုစတင်ပြီးတော့ဝင်ရောက်လာလဲဆိုတော့ပြပြပြီးတော့ရှင်းဘယ်လိုစတင်ပြီးတော့ဝင်ရောက်လာတယ်လဲဆိုတော့ကိစ္စကျွန်တော်အစတော့ကြားတာတော့ဒီ CDF နဲ့ EE နဲ့မဟာမိတ်ဖွဲ့တယ်ကျွန်တော်ကြားခဲ့ပြီးတော့မှ EE ဝင်လာတယ်ဆိုတာကျွန်တော်အဝေးကနေကိုလာဟာလက်သတင်းကြားရတာပေါ့နောက်တော့ကျွန်တော်တို့အစတော့မယုံဘူးပေါ့နောက်ဆုံးကြတော့ဒီမင်းတပ်မြို့နယ်ထဲမှာတူတူများများကိုတွေ့လာရတယ်ဟုတ်ကဲ့ကျွန်တော်တို့ကံပလင်းမှာပထမတမဟာမှုကအေးရှင်မှာလက်နဲ့တော်တောင်းတယ်အကူညီတော့ရတယ်အဲ့ဒီမှာသူတို့မလာသေးဘူးဒီဂျင်နွေး operation ဂျင်နွေးတိုက်ပွဲကိုသူကကံပလက် CDF ချင်းရင်အောင်နေနဲ့3လလောက်ကြာခဲ့တာပေါ့ဒီ3လလောက်ကြာအောင်တိုက်ပေမဲ့ဒီကျွန်တော်တို့ CDF ပြည်သူဖက်ကပဲဘေးဆက်တာများလာတဲ့အချိန်ကျတော့ဒီကံပလက် CDF တတ်မှမှုကြီးကတတ်မှမှုအဖွေးဖို့ဗျာသူတို့ကနောက်ဆုံးမှာအေးကိုခေါ်လိုက်ရခြင်းဖြစ်ပါတယ်နောက်ဆုံးမှာအဲ့ဒီအေးကိုပြန်ခေါ်ဖို့ဆုံးမှာအစည်းအဝေးခေါ်ကြတယ်အစည်းအဝေးမှာကျွန်တော်ကိုတင်တက်ခဲ့တော့ကျွန်တော်ကန်းကိုတက်တရင်ကအဲ့ဒီဂျေစင်းတရင်ဒါပြီးရင်ကျွန်တော်ထိုက်ကြတရင်ကအေးလုံးဝလက်မခံဖို့တာမိခဲ့တယ်တာမိပြင်မဲ့အကောင်းစီပါဝါအုပ်ချုပ်ရေးပါဝါနဲ့တမဟာကခိုးရမယ်ဆိုတဲ့စကားရှိလာတော့အဲ့ဒီတန်းရွှေဆိုတဲ့လူကိုတာဝန်ပေးကြတယ်ဒုတမဟာကိုတန်းရွှေတာဝန်ပေးတော့တန်းရွှေတော့ခိုးလိုက်တယ်ခိုးလိုက်တော့အဲ့ဒီသူတို့ခိုးဖို့ကိစ္စဟာပြည်သူလူထုကလုံးဝနားမလည်ခဲ့တီးလည်းမတီးခဲ့ဘူးအဲ့မှာဒီ CDF တွေပေါ့အဲ့မှာစစ်ကူလာတောင်းတော့အမှကျွန်တော်တို့ကဘာပဲပြောမသိတဝက်ပေါ့
အဲ့မှာစစ်ကူခေါ်တော့ကျွန်တော်တို့လည်းဒီပြူအောင်မှုဆွနဲ့တူဒီချင်းပြေပေါ်စစ်ကူဆိုပြီးတော့လာခဲ့တာပါခင်ဗျ ကျင်တွင်းမျိုးမရောက်ခင်ပန်းတောင်အဲ့ဒီတောင်မှာပဲကျွန်တော်တို့က23ရက်နေ့ပေါ့3လပဲ23ရက်နေ့ရောက်တာအဲ့ဒီကိုညနေဟို6နာရီခွေးလောက်မာမချိတ်တော့မာမဲဖွေးကကားလေးနဲ့စောင်းနေကျွန်တော်တို့ ကျွန်တော်တို့ကံပလက်မှာအေးရောက်လာတာကတမဟာမဟုတ်နဲ့ဂတိကဝတ်ပြုကြတယ်လို့ပြောကြတယ်ဒါဘာဂတိကဝတ်ပြုတယ်လဲဆိုတော့သူတို့ကအဲ့ဒီကျင်တွေးတဲ့ပွဲမှာနေအောင်တိုက်မယ်ကျင်တွေးကိုရအောင်တိုက်မယ်ကျင်တွေးနိုင်တော့ပြီးတော့ရှင်ကျွန်တော်တို့ကျင်တွေးမှာဒီအဲ့လိုနေရမယ်ဆိုတဲ့ဂတိကဝတ်ပြုကြတယ်ထင်တယ် ဟုတ်ကဲ့အဲ့မှာကျွန်တော်ကြမ်းမိတာတော့အဲ့ဒီ3နှစ်လောက်ပေါ့အဲ့လောက်နေမယ်အဲ့လိုပြောတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့မှာသဘောတူညီမှုဆိုတာကဒီတိုက်ပွဲဒီဂျင်လေးတိုက်ပွဲကိုတိုက်မယ်ပေါ့စစ်ကူလာခေါ်တယ်အဲ့ဒီဂျင်လေးတိုက်ပွဲမှာဟိုရတဲ့ဟိုလက်နဲ့ခင်းရဲကြတော့ကျွန်တော်တို့ယူတယ်ခင်ဗျအဲ့မှာဒီကျန်တာကြတော့မယူဘူးပေါ့အဲ့မှာဂျင်လေးတိုက်ပွဲဆိုပြီးတော့အဲ့လိုခေါ်လာတယ်အဲ့လိုသဘောတူညီရှင်နဲ့ကျွန်တော်တို့ကရောက်လာတာပါခင်ဗျ ပထမဆုံးအနေနဲ့ပေါ့တော့ကျွန်တော်ရောက်တော့အဲ့ဒီမှာတရက်နေ့လောက်နာပြီးတော့စခန်းကိုရှင်းခဲ့တာပေါ့တက်ခွေလိုက်တက်ဆူလိုက်စူပြီးတော့ရှင်းခဲ့တယ်ဆိုတော့ရှင်းခဲ့ပြီးတော့ကျွန်တော်မရောက်ခင်တဖွဲကအဲ့ဒီမှာစေကဖြင်းနေပြီလေတဖွဲရောက်တော့အဲ့ဒီမှာဖြည့်တော့ကျွန်တော်သူတို့နဲ့ပေါင်းပြီးတော့ပေါ့တော့ဆက်ပြီးတော့ရှင်းခဲ့တာပေါ့ရှင်းခဲ့တော့အဲ့ဒီမှာကဘယ်လိုပြောရမလဲစစ်ကူကမကြရောက်တယ်ဆိုတော့စခန်းကိုသိမဲ့လို့တော့လင်းနဲ့လာပြီးတော့လူကအကူရှာပေးတယ်ရှာပေးတော့အဲ့ဒီမှာစခန်းကသိမ့်ဖို့မရတော့ဘူးအဲ့ဒီလူကိုကူတူကိုပဲလိုက်ပြီးတော့ရှင်းနဲ့အဲ့ဒီမှာပဲမိုက်သူတို့ကရောက်တာနဲ့အကုန်လုံးမိုက်ထုံတော့ကျွန်တော်ကနောက်ကလိုက်တော့အဲ့ဒီမှာမိုက်နေတယ်ကြည်စံစီတာပေါ့အဲ့ဒီမှာအသေးကြတော့အဲ့ဒီမှာများတာစခန်းမှာတော့သိမ့်မများဘူးမိုက်နေတယ်အဲ့ဒါနဲ့ပဲအရှင်ကိုတယ်ပြီးတော့သူတို့လိုက်ပြီးသူတို့ကထွက်ပြေးသွားပြီဆိုတော့စခန်းကိုပြန်ဝိုင်းတော့နောက်တစ်ဖွဲ့ကလာပြီးအဲ့လိုပဲစစ်ကူကသူတို့သုံးခေါက်လာခဲ့တယ်အဲ့ဒီမှာအသေးပြားကတအားများတော့တာ ကျွန်တော်တို့အဲ့မှာချိန်တွဲကနေပြီးတော့ဒီမာတူဘီဖက်ခေါ်လာတုန်းကတော့ဒီတဲရနေကြံခဲ့ပါတယ် ကြောက်ကြတယ်ကြောက်တာကအများအဖြစ်အမျိုးသမီးကြောက်ကြတယ်အမျိုးသမီးကြောက်တာကဘာကြောက်တယ်လဲဆိုတော့အေကစီကြရှင်တော့စီကြရှင်စားပြီးမှသူကလက်ပြီးရှင်တကုံအရှုံးချလိုက်ပြီးမှအမျိုးသမီးကိုစော်ကားတယ်မတင်းချင်းတယ်ဆိုတော့အတန်ကြီးကြတော့အမျိုးသမီးအရန်ကြောက်တယ် ဟုတ်ကဲ့ခင်ဗျဒီဆဲရင်းနဲ့ပတ်သက်ပြီးတော့ဒီဆေးသုံးတာတွေရှိတယ်ဘယ်လိုတွေရှိလဲဆိုလို့ရှိရင်ဒီတစ်ခါတလေကြားလို့ရှိရင်ဒီဘယ်လိုပြောမလဲအပေါ်ကဘုံတော့ဘသူရေလို့တော့အတီးကြတော့မဖြစ်တော့ဘူးပေါ့အဲ့ဒီပေးတာလေးရှိတယ်ဘယ်လိုပေးလဲဆိုလို့ရှိရင်ဒီစစ်တက်ခါနေပေါ့နော်ဒီတယောက်ကိုဥပမာဆေပြဲဆိုမလားဆေပြားပေါ့နော်အဲ့လိုပုံစံမျိုးဆေပြားဖြစ်ဖြစ်ငါးပြားဖြစ်ဖြစ်အဲ့လိုပုံစံမျိုးနဲ့ပေးတာရှိတယ်လိုလဲဆိုလို့ရှိရင်ဒီစစ်တိုက်တဲ့အချိန်ပေါ့နော်အဲ့စစ်တက်ခါနေပေါ့နော်အဲ့အချိန်မှာပဲဖြစ်တာဒီလိုမသုံးမနေရဆိုပြီးတော့ပေးပြီးတော့ဒီလိုမဟုတ်တဲ့ဆိုတာဒီစစ်မတက်တဲ့အချိန်မှာသုံးတာသုံးရမယ်သုံးနေအဲ့လိုပုံစံမျိုးတော့မဟုတ်ဘူးသုံးတယ်ဘယ်လိုသုံးလဲဆိုတော့ဒီခွေးပြီးတော့ပေါ့စစ်တက်တဲ့အချိန်မှာသုံးတာတကယ်တာဒီစစ်မတက်တဲ့အချိန်ကျတော့ဘယ်လိုပြောမလဲသူတို့ရဲ့ဆေးအာနင်းတင်ကလိုတောင်းတတယ်ဘယ်လိုပြောမလဲအဲ့လိုပုံစံမျိုးနဲ့ဆိုတော့သူတို့ဝေသုံးနေပေါ့နော်အဲ့လိုပုံစံမျိုးခင်ဗျလေ gentleman အယောင်ကဘာအယောင်လဲ gentleman ဆေးပြလေအချင်းအစာကြီးဆေး gentleman ပိုင်းအောင်မဟုတ်ပေးနေလေမဟုတ်ဘူးအခွန်မိုလာအခွန်အယောင်လားဆေးအယောင် ဆေးအယောင် ဆေးအယောင်ကဘာယောင်လဲအစာဆေးအယောင် ဟုတ်ကဲ့ အဲ့လိုပဲပြောရတယ်ဟုတ်ကဲ့အဲ့လိုပဲပြောတယ်ဟုတ်ကဲ့အဲ့ဆေးပြတွေကဘာနဲ့တူလဲဆိုတော့ဒီအစာကြီးအောင်တောက်တဲ့
gentleman ဆိုတာအဲ့ဒီဆေးပြအယောင်လေးနဲ့တူတယ်ခင်ဗျ